မြတ်မြရဲ့အလုံးမှာနေတော့ဝခွင့်ယူ၍အိမ်ပြန်လာတိလန်းတွင်ရခင်ရမြနဲ့မတူရှောက်ရောင်ရောင်လွန်လွာထင်မြင်နေပြီဒီစိတ်ထဲမှာဦးလေးဦးရှိုကြီးကိုပဲမြင်အောင်နေမိတယ်ညီမဖြစ်သူနီလာခိုင်ပေါက်ဆက်အကြောင်းကြား၍တူမပြန်လာခဲ့ရခြင်းဖြစ်သည်မမဦးလေးကတော့ခုနကပဲဆမ်းသွားချပြီးဒါပြန်လာခဲ့အောင်ဆိုတာပဲတူမလေးဒီလေးကန်ရှေ့လမ်းများကိုပြင်းတွဲစာလမ်းလျှောက်လာရင်အိမ်ရှိလို့ရောက်လာခဲ့တာပေါ့အိမ်ရှိတွင်ရှက်လက်စာတော့ဦးလေးရှိုကြီးရဲ့အလောင်းကိုရေခဲခေါင်းနဲ့ကြားနာစာပြင်ဆင်ထားပြီးဖြစ်တီကိုကြားနာစာပြင်ဆင်ထားဖြစ်တီမြင်လိုက်ရတယ်ရင်ထဲမှာကြွ၍မြို့သိပ်လာခဲ့တော့ဝမ်းနည်းမှုကိုအင်ကန်နဲ့တစ်ချက်တည်းရှန်ရင်ဦးလေးရဲ့အလောင်းရှိရာတော့ပုံမှန်ပဲရှောက်သွားလိုက်တယ်ဖြူပြော့နေတဲ့မျက်နှာနဲ့ဦးလေးရှိုကြီးလည်းရေခဲခေါင်းနဲ့၌ငြိမ်သက်စွာအိတ်နေချတာပေါ့အခေါင်းနဲ့နဘေးတွင်လည်းဦးလေးရှိုကြီးကြိုက်တော့အရက်ဖြူတစ်လုံးနဲ့အရက်ဖြူတစ်ဝက်ခန့်ထဲထားတော့ဖောင်ခွက်တစ်ခွက်ကိုလည်းတွေ့ရတယ်တနေ့ရတဲ့အဖွားနဲ့အမေတို့နှစ်ယောက်ငိုဆိုင်နေဒီကိုလည်းတွေ့မြင်လိုက်ရတာပေါ့အမေကငိုတန်ကြီးပြင်ဟဲ့နင်းချစ်ဆုံးတူမပြန်လာပြီလေထအောင်နှုတ်ဆက်ပါအောင်ရှိုကြီးရဲ့ဆိုတဲ့စကားတန်ကိုကြားလိုက်ရတယ်အတင်းညှစ်ယူထားတော့မျက်ရည်မဟုတ်ဝမ်းနဲ့စိတ်ကြောင့်တူ့အလိုလိုကျလာတော့မျက်ရည်တို့ကပါးပြင်ပေါ်တို့လက်ကစီးဆင်းလာတယ်ဦးလေးဒီအရက်သမားကြီးမို့အမျိုးများကရှစ်ခင်ကျန်တာကြတိတ်မရှိဘူးတို့ပေမဲ့ကျမမြအေးဒီဦးလေးရှိုကြီးရဲ့ပေါ်အများတက်ခါတည်းပို့၍ရှစ်ပေးခဲ့တာပေါ့အလေးသားဆက်ဆံခဲ့ပြီးတယ်လေဦးလေးရှိုကြီးကလည်းတူမများတဲ့တွင်ကျမကိုပို့၍ရှစ်ခင်တယ်ရှစ်ဆိုကျမကတာဦးတမီးမဟုတ်ဘူးလားကျမငယ်စဉ်တုန်းကနေဦးလေးကပဲထိန်းချောင်းရှိပို့ခဲ့တာလို့အမေကပြပြတယ်တင်းကလူပြိုလေးတာဖြစ်တာတူမမြရဲ့ရှစ်တီးကစမယုံမရှာကိုယ်တက်ရှင်းပေးခဲ့တာလေနောက်မွေးတဲ့ဟာတွေကြအကြီးမလောက်မတည့်ဘူးတော့ရေဥရှိုကြီးလေးအမေမောင်ရင်ဖြစ်၏အမေတို့တွင်မောင်နှမ၄ယောက်ရှိပါ၏အမေကအကြီးဆုံးသမီးဖြစ်ပြီးဥရှိုကြီးကအထွေးဆုံးမောင်ငယ်ဖြစ်ပါတယ်အမေနဲ့ဥရှိုကြီးကြားထဲတွင်ညီမ၂ယောက်ဖြစ်သောအန်ဒီရင်မြန်းနဲ့အန်ဒီဆန်းဆန်းလာတို့သည်တခြားနယ်တွေမှာအိမ်အောင်ကိုစီဖြင့်တီးချနေထိုင်ကြတာပေါ့ကျမတို့နေထိုင်တော့နှစ်ထပ်အုတ်ခံပြင်ထောင်အိမ်ဒီအဖွားတော်တင်လာ၏အိမ်ဖြစ်သည်အိမ်တွင်အဖွားနဲ့အတူကျမတို့မိသားစု9ယောက်နဲ့လူပြိုဦးလေးရှိုကြီးတို့တာနေထိုင်ကြတာပေါ့ဦးလေးရှိုကြီးအမည်ရင်းဒီရှိုသေးဖြစ်ပါတယ်တို့တော့ညီမ3ယောက်ကရှိုကြီးဟုတော့ခေါ်ကြတဲ့ဖြင့်ထုံနာမီတွင်ခဲ့တာပေါ့ဦးလေးရှိုကြီးဒီအရက်ကိုနှိမ့်ချိုင်းစွာတောက်လာဒီမှာနှစ်အတော်ကြာခဲ့ဖြစ်လေတယ်တနေ့ကုန်းချွတ်ကျဲလေးဝတ်ပြီးတောက်တဲ့သူကတောက်အရက်ကတူးကိုနိုင်သွားပြီလေဟုအဖွားကကျမတို့ကပြပြတယ်အရင်ကဦးလေးဒီလျှက်စစ်ကျွမ်းကျင်ဝန်ထမ်းတူဖြစ်တယ်ဦးလေးဒီအရင်ကဆက်မှုအထက်တန်းကျောင်းစင်းနဲ့ဖြစ်တာပေါ့ကျမတို့မောင်နှမတွေအတိမမီလိုက်တော့အချိန်ကာလတစ်ခု၌ဦးလေးချိုကြီးဒီရှစ်တူကြီးစားရှိခဲ့ဘူးဟုအမေကပြပြထားတယ်ထိုကြီးစားနဲ့လက်ထက်ရန်အထိရီမန်းစုဆောင်ခဲ့ဘူးတယ်လို့လည်းကြားဘူးတယ်သို့တော့အဖေအကြောင်းကြောင့်မတည်ဘူးဖူးစာမပါ၍ထိုကြီးစားနဲ့ဥရှိုကြီးတို့လမ်းခွဲခဲ့ကြတာပေါ့ဒီလိုနဲ့လမ်းခွဲပြီးမကြမီဥရှိုကြီးတမိရီစားဒီတခြားသောအမျိုးသားနဲ့လိုက်ပြေးသွားတယ်ထိုတော့အခါမှအစာ၍ဥရှိုကြီးတဲ့ရက်ကိုတနေကုန်အောင်တောက်၍မူးနေတော့တယ်ဥရှိုကြီးအရတမဖြစ်ရဒီမှာဤတိုးကြောင့်အကြောင်းပင်ဖြစ်တယ်ဥရှိုကြီးဒီအစားအနောက်လဲအလွန်တန်တယ်ဥရှိုကြီးဒီအမားနဲ့အမေတို့ကိုတော့စားနောက်လေးရှိပြီးတူမများကိုတော့ရပါရခါမှနောက်ပြောင်ကြည့်တဲ့တတာပေါ့ဥရှိုဒီအမေနဲ့တောက်တူမဲအလုံးများကိုလည်းကုကြီးလောက်ကန်ပေးတတ်တော့သူဖြစ်သည်ထိုမှတာအမေကဥရှိုကြီးတို့အရက်ပို့ထုတ်ပေးတာပေါ့ဗျာအမေကလမ်းထိပ်ဈေးဆိုင်ကိုအရှုံးမိုးဝယ်စီဝယ်စားဝယ်ငပိဝယ်စားတီတောက်တူမဲရကိစ္စများကိုဥရှိုကြီးကသာခိုင်းနေဒါတင်ပဲလားမဟုတ်ဥရှိုကြီးကအမေရဲ့လျှက်စီမီးဘူးပြက်လင်ပြင်ပေးတယ်လျှက်စီပေါင်းဘူးပြက်လင်ပြင်ပေးတယ်ပေါ့ပြင်ကားကတော့ထုံးစံတိုင်းပဲပေါ့ဗျာအရက်ဖြူတစ်လုံးဖြစ်လာဟဲ့ချိုးကြီးငါတဲ့ဦးနေကဟင်းချက်ရင်မီးမပူတော့ဘူးမီးမလာတော့ဘူးလာကြည့်ပေးစမ်းမအောင်ဟဲ့ချိုးကြီးရဲ့အမကို channel 7လေးပြောင်းပေးပါလား channel 7လေးပြောင်းပေးပါလားချိုးကြီးလာအမကိုစကြောလက်ဆွဲပေးစမ်းညနေကတက်စာတွေစားမပြထင်ပါရဲ့အကျိုးတွေတင်းနေတာထိုးတော့အတုံးဝင်တော့ဦးလေးကိုတဲ့အမေတဲ့တခါတလေ
စူပူချင်းမောင်းတတ်တယ်ဒါကလည်းအမေကသူ့မောင်ငယ်အသက်ရှည်စေခြင်းတော့စေတနာဖြစ်တာပေါ့ဥချိုကြီးဒီအရက်ဖြူဟူတော့ဘီအရက်ကိုဒါနေ့စဉ်တောက်ပေမဲ့သူ့အကြိုက်ဆုံးအရက်တဲ့ဂရန်ချရဲ့ဂရန်ရာရဲ့ရှူဘတ်ဝစ်ကီဖြစ်တာပေါ့ဗျာမြဒီသူမလာစာချတီနေတွင်ဦးလေးကြိုက်ဂရန်ရှူဘတ်ဝစ်ကီတစ်လုံးကိုမမီမရော့ဝယ်ပေးလေရှိတယ်ထို့ကြောင့်လားမသိဥချိုကြီးဒီမြကိုရှစ်ဆုံးဖြစ်တယ်တခါတလေအပေါင်းလေးများကလိုက်တိုက်၍ရေရှင်ထပ်ဖို့ကဦးလေးချိုကြီးထောင်ရဆိုင်တီနေများဆိုအမေကဟောပစိုးတော်မနိုင်အောင်တောက်လာပြန်ပြီးခွေးမတောက်တဲ့ရက်တီကိုမျိုးဆိုးပြီးရင်သမင်းမစားပဲအိတ်တော့မယ်နင်းပိုက်တွေကကလေးစားတီပြက်ကြတော့မယ်ဟဲ့တေးနာရဲ့ထိုးကမျိုးတွင်ဦးလေးချိုကြီးဒီအမေကပြန်ခံမပြောပြီးဟာဗျာအမကလည်းဟူ၍ရေမောနေတတ်တာပေါ့အမေတို့မောင်နှမတီရှိခင်ရှစ်လက်ရှိကြတယ်မကြာခဏလဲစကားများကြတယ်စကားများတီလဲအမေဘက်ကတပတ်တဲ့တာထိုးအခိုက်အောင်မလေးဥချိုကြီးရဲ့ဆိုရဲ့မင်းကငါရင်တွားနေတာလားကွယ်ဘာလို့ငါကြောက်ထားခဲ့တာလဲဟာမြအတွေ့တွေလက်ဖြံပြောက်ဝဲသွားတယ်အတန်ပြဲကြီးနဲ့ငိုယိုဝင်လာတဲ့တခြားသူမဟုတ်ဦးလေးချိုကြီးနဲ့တောက်ပေါ်စားဖက်မူးဖက်ဦးကျော်ကြီးပင်ဖြစ်တာဦးကျော်ကြီးဒီလဲဆွေမျိုးတော်ဆက်သူဖြစ်တာပေါ့အမေအေးဝမ်ခွဲတော်ဆက်သူဖြစ်တာပေါ့ဗျာအဲ့ဒီတော့နဲ့ကျမလည်းတွေးနေတဲ့အချိန်ကြီးပြောက်ွယ်သွားပြီဦးလေးချိုရဲ့တကယ်ကြီးဖြစ်သူကိုကျမတော့ကြည့်နေရပေါ့ဖက်နှက်ကိုခါးချထိုးကရေခဲအခေါင်းနေတို့ဦးကျော်ကြီးရှင်းကပ်သွားတယ်တွားလီတို့ချိုကြီးရေမျက်နှာကိုစိမ့်ကြည့်ရင်ပါစကတောင်စင်ရေမရတွေရှောက်ပြောအောင်ငိုနေတာပေါ့ဗျာအမင်းနဲ့အဖွားကတော့ဦးကျော်ကြီးကိုကြည့်ကမျက်နှာကိုမဲကြလေတယ်ကျော်ကြီးကတော့ပြောငိုအကောင်းမေးရှာလာတော့ရက်ခွက်ကိုအတီပေါင်းဖြစ်ယူတောက်ပြနေပြန်တယ်ဗျာဒီလိုနဲ့ကျော်ကြီးကအခေါင်းပေးနဲ့တောက်ရှာလာတော့ရက်ခွက်ကိုယူတော့ကြောင်အဖွားကကျော်ကြီးအော်မီဟုအပြုတ်တွင်အမေကလက်တော့၍နေပါစေလေဟုအမေတင်းတို့ကတောက်ဖက်တွေချိုကြီးနဲ့ကျော်ကြီးဆိုတာရက်ွက်ထဲမှာအတွဲဆုံးအရက်တောက်ဖက်နှစ်ဦးဖြစ်ကြတာပေါ့ဒီလိုနဲ့ညဖဲဝဲကိုရောက်တဲ့အချိန်မှာတော့ကွာဖဲကလည်းတီးလိုက်ပါလားကွာဒိုင်ကပဲစားနေရတယ်ဒိုင်ကဖဲကောင်းချက်ဟေးစူးညံ့နေကြအောင်မြအဲ့ရကနေလက်လုံးလာခဲ့တယ်အတန်တွေကအောက်ထက်ကဖြစ်တယ်အမြဲတမ်းမီးပိတ်အိတ်တဲ့ဒူမအတွက်ယနေ့ညဒီအတော့ပင်ကတိကောက်နိုင်လာတယ်ပေါ့မျက်ခွန်တွေပိတ်ထားပင်မဲ့ဒူမပေါ်တော့ကြက်လာတော့အလင်းရောင်ကိုခန်းစားနေမိတာပဲဟေးကနေစူးညံ့အယောက်ကမတာဆောင်လာတော့ဘဲဝိုင်းမှာထပ်၍ပေါ်လာပြန်တယ်မီးလုံးမအလင်းရောင်ကဒူမောက်ကိုကောင်းစွာအိမ်မပြောစေတော့အကြောင်းတစ်ခုဖြစ်တယ်လို့ဖဲဝိုင်းကလူတွေရဲ့စူးညံ့အတန်ကလည်းအိပ်ပျော်လူတူမအားအလက်တော်စီခဲ့တာပေါ့အိမ်မပြောနဲ့အတူတူဖဲဝိုင်းပေးသွားဆက်စုလိုက်အောင်မဲဆိုတွေ့ကဒီလိုနဲ့အဲ့ရတဲ့မှာထလာခဲ့တယ်ဒူမနဘေးတွင်ညီမဖြစ်သူနီလာခိုင်ကတော့နှစ်ရှိုက်စွာအိပ်ပျော်နေခဲ့တယ်နီလာခိုင်ကိုကြော်ခွား၍ခရင်ပေါ်မှာဒူမဆင်းလာခဲ့တာပေါ့လေကားမှတဆင်အောက်ထပ်တို့ဒူမရောက်လာခဲ့တယ်အရက်အခေါ်ရေခဲအခေါင်းဟိုဒီစတီအခေါင်းမှကွန်ပရက်ဆာလဲတန်တကြီးအတန်ကြားနေရတယ်ထိုးအခေါင်းနာမကမလက်လူ9ယောက်ဖဲကစားနေကြတာပေါ့အခေါင်းရဲ့နဘေးတွင်ဝမ်ကွက်ဦးလေးဦးကျော်ကြီးမူးပြီးအိတ်နေတယ်ဗျာဦးကျော်ကြီးဒီတေတူဦးရှိုကြီးနဲ့တောက်ဖို့စားပတ်ညီကိုဖြစ်တယ်ဦးကျော်ကြီးအိပ်ပျော်နေပုံကတနာစရာကောင်းနေပေမဲ့ပစိုးကိုလုံခြုံနေခြင်းဖြစ်တယ်ကောင်းနေပစိုးရဲ့လုံခြုံနေခြင်းဖြစ်တယ်မြရဲ့ကောင်းထဲမှာဦးလေးရှိုကြီးအလောင်းကိုတစ်ချက်မြအကဲခတ်လိုက်တယ်တေတူမျက်နှာဒီအေးချမ်းလာလောဘဒေါသတို့ကင်းစင်နေတယ်တေတော်လဲသူ့နောက်ဘာကိုမှတဲယူမသွားနိုင်ပါလားလွှမ်းရှုံတာတော့အင်ကြီးနဲ့ပစိုးဒီအနှဲငယ်တစ်လွင်နေတယ်မြဖဲဝဲဘက်တို့လှည့်ကြည့်လိုက်တယ်ဖဲရိုက်နေသူများမှာဒဇိန်တယောက်မှမပါပါအမျိုးတွေကြီးတာဖြစ်တယ်မြတူမအားကြောပေးထားတော့လူငယ်ကိုအတေချာကြည့်လိုက်တာပေါ့ဖဲချက်ကိုဒဇိန်စိတ်ပို့နေတော့လူငယ်ကိုမြင်တွေ့လိုက်ရတယ်သူမအော်သွားတာပေါ့ထော်လူငယ်ဒီမြကြီးမောင်တော်ဝင်းကွဲတက္ကသိုလ်ကျောင်းသားကျော်စိုးဖြစ်တယ်ကျော်စိုးကဟိုဘက်ရက်ကွက်ကနေမိဘများအိမ်မှာနေသူဖြစ်တယ်အနေဝေးဆွေမျိုးဟုတာဆိုဒီခက်စိမ့်နေကြတာပေါ့ပြီးတော့လဲကျော်စိုးကမြတော့အိမ်ကိုအလဲလာတဲ့သူလည်းမဟုတ်ဘူးလေမဝမ်းခွဲဆိုဒီမဝမ်းခွဲတာဆိုတာအနေနဲ့စိမ့်နေမြထက်9နှစ်ခန့်တာငယ်ပါတယ်
လမ်းမှာဆုံးလို့ကြုံလို့ရှိရင်တော့မေထုခေါ်ပြောစကားနဲ့တူဖြစ်တယ်ယခုတော့ညနေတောင်ဖဲရရိုက်နေတာပေါ့လားကျော်စိုးဒီလောင်းကစားကိုခုံဝင်လူလည်းဖြစ်တယ်မြကျော်စိုးနဘေးတင်တွားထိုင်လိုက်ပါတော့တယ်ကျော်စိုးကဖဲပူကြည့်လိုက်ရမှာမြဘတ်တို့ခေါင်းလေးကြည့်လိုက်ဒီဒီတော့နဲ့ဘာမှစကားမပြောနိုင်တော့မြအမဆိုပေမဲ့နည်းနည်းစိမ့်နေတော့အမဝန်ခွဲမဟုတ်လားမြကကျော်စိုးကပြုံးပြလိုက်တယ်ကျော်စိုးဤဖဲချက်ကိုမြလှမ်းကြည့်လိုက်တော့စပိတ်30နှစ်3ချက်ဖြစ်နေတယ်ကျော်စိုးကဖဲချက်ကိုတူပိုင်စာပေါင်းတင်လာရင်အပေါ်ကြီးစကိုဆွဲစီလိုက်တယ်ခုမှပဲရှမ်းစိတ်ဖြစ်သွားဟန်တူတယ်ကျော်စိုးကဒိုင်မြစ်သူကိုလှမ်းပြောလိုက်တယ်ဖဲကတီချက်တလက်မှလည်းအယောမရဘူးအစားပဲခံနေရတယ်ရဲကျွန်တော်လှည့်ရောက်ရင်ဖဲဆွဲဦးမယ်မျိုးဒီလိုနဲ့တူတို့ကစားနေဒီက21နှစ်ရှောက်ဝေချက်လောက်ဆွဲကျော်စိုးအလက်ရောက်လာတော့ဖဲချက်တစ်ချက်ထပ်ဆွဲလိုက်တယ်တက်လာဒီဖဲကတောင်တုံးဖြစ်နေဖဲချက်တွေအလုံးပေါင်းလင်ကျော်စိုးဖဲက16ချက်ဖြစ်နေတယ်16ဖြစ်နေတယ်ကျော်စိုးဖဲကိုဆက်ဆွဲရအောင် no 16နဲ့ပဲချိုးလိုက်ရမယ်လို့ဇဝေဇဝါဖြစ်နေတာပေါ့ဒီတလက်တူလောင်းကြီးကများတယ်ဒိုင်စားသွားလင်သူ့အိတ်အတော်ပါသွားမိဖြစ်တာပေါ့မြကကျော်စိုးဟာခတ်တိုးတိုးလေးပြောလိုက်တယ်နောက်တစ်ချက်ထပ်ဆွဲလိုက်ကျော်စိုးကဒီလိုလန့်သွားတာပေါ့ထပ်ဆွဲလို့ဖဲကြီးတက်လာတယ်တူဖဲကတေးပြီးမဟုတ်လားကျော်စိုးကဒီလိုနဲ့တွေ့ဝေးနေတယ်မြကိုလည်းအားမရဘူးဖြစ်နေတာပေါ့ထို့ကြောင့်ထပ်ဆွဲရန်ပေါင်ကိုတိုး၍တိုက်တွန်းလိုက်ပြန်တာပေါ့ထိုအချိန်တွင်ဖဲတိုင်ကကျော်စိုးဟာထပ်ဆွဲအောင်မလားဟုမေးလိုက်ရာကျော်စိုးကလည်းဒီလိုနဲ့ခေါင်းငိမ့်ပြလိုက်တယ်အတိုင်းကဖဲချက်တစ်ချက်ကျော်စိုးကပြစ်ပေးလိုက်တယ်ကျော်စိုးဖဲချက်ကိုယူ၍ပုတ်ကြည့်လိုက်ပါတော့စပိတ်9ဖြစ်နေပါတယ်ကျော်စထမ်ဆွဲတော့ပါဟုတ်ဒိုင်းကိုလှမ်းပြလိုက်တယ်ဒိုင်းကထိုးတာအလုံးကိုဖဲဝေပြီးနောက်တူဖဲကိုအားရဝမ်းသာလှမ်းပြလိုက်ရင်ကဲ20မရှိရင်အကုန်တင်ဒိုင်းက20မနိုင်ရင်အကုန်စားမယ်တဝိုင်းလုံးညှိညူတယ်များဆဲလုတယ်များဆူညံစွာထွက်ပေါ်လာခဲ့တယ်ဒီလိုနဲ့တောက်ခေါက်တဲ့ဒုက္ခတောက်ခေါက်ဖဲချက်တွေပြစ်ပေါက်တယ်လို့ကပြစ်ပေါက်ထိုးသားတို့ဤငွေပုံများမှာဒိုင်းတင်းယူခြင်းခံရလေတယ်ထိုးသားများကြီးမကြင်မနဲ့ဆူပူဆူညူလျက်ရှိနေကြတယ်တိုးပေမဲ့ကျော်စိုးကတော့ခပြုံးဖြင့်သူ့ဘက်ကိုလှမ်းမြလိုက်တယ်ဟာကွာ21ဒီတစ်ခေါက်တော့ဒိုင်းကကျော်စိုးဖဲ21ဖြစ်နေတာကိုကြည့်ရင်မျက်နှာချွတ်သွားပဲမရှုံးပဲနေမလားကျော်စိုးထိုးရတာလောင်းကြီးကအထက်လိုက်ကြီးမဟုတ်လားကျော်စိုးကိုအလျော်ပေးပြီးကျန်တဲ့တဝိုင်းကိုစားရမဲ့ဒိုင်းကအိတ်ဆိုင်ရတာပေါ့ကျော်စိုးကစားလာဒီမှာညာဦးဝိုင်းစကလေးကဖြစ်တယ်တစ်ချိန်မှအယော်မရသေးအခုအချိန်နဲ့ပထမဦးဆုံးအယော်ရခြင်းဖြစ်တယ်ကျော်စိုးမြဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ပြောမြလိုက်တယ်မြဒီညအတွက်လက်ကောင်းပါလားပေါ့ထို့တော့သူ့ဘက်တစ်ပွဲတာကျော်စိုးတန်းကိုအနိုင်ရလိုက်ခြင်းဖြစ်ပြီးနောက်ပွဲများအတွင်းစက်တိုက်အရှုံးနေပြန်တယ်မြကလည်းကျော်စိုးနောက်မှာပိုက်ဆံထုတ်၍လိုက်ထိုးနေခြင်းဖြစ်တယ်ဒူမားဤပိုက်ဆံပဲ2000လောက်အရှုံးပါသွားပြီဖြစ်ပြီးနောက်ကလာကြည့်နေတော့မြပင်ကျော်စိုး၏ဖဲကိုစိတ်ပိန်လာတာပေါ့ထို့ကြောင့်မြကအခေါင်းရှိရာသို့လှည့်ပြီးအော်ပြောလိုက်တယ်ဦးရှိုကြီးရေတမီးတို့မောင်နှမ2ယောက်ကိုဒီတိုင်းကြည့်နေတော့ပါလားနည်းနည်းပါးကူပါဦးနော်ကျော်စိုးကအမဖြစ်သူမြ၏စကားကြောင့်ရဲနေတယ်မြကထိုးပြောပြီးကျော်စိုးဘက်ကိုလှည့်ကနင်းနောက်ကလိုက်နေတဲ့2000ပါသွားပြီဒီတစ်ခါတော့နောက်ဆုံးမဲ့ဟာကျန်တဲ့3000အကုန်ထိုးလိုက်တော့မယ်ရှောင်းရင်လည်းတက်အိတ်တော့မယ်မတက်နိုင်ဘူးမြပွဲချမ်းပြီး2000ပါသွားရင်3000ချလိုက်ထိုး2000ပါသွားရင်3000ချထုတ်လိုက်ပါတော့တယ်ဒီလိုနဲ့အော်ဆာမဖြစ်တယ်ထိုအလှည့်တွင်ကျော်စိုးဘက်ကနှစ်ချက်တဲ့နဲ့တင်21ပွင့်နေတာပေါ့တူတူအယော်ရလိုက်တာလေမြအရှုံးကနေရှက်ရှင်း1000အမြင့်ပေါ်သွားတယ်မြထိုင်နေရမှထားကထိုပိုက်ဆံကိုအခေါင်းကိုတပုတ်ပုတ်ကဦးလေးသမီးကိုအနိုင်ရအောင်လုပ်ပေးနိုင်ရင်ဦးလေးအတွက်ဂရန်းရှိပတ်တလုံးလက်ထက်ကအလင်းဖွင့်တဲ့ဆိုင်စတိုးဆိုင်ကိုတောက်ဝပေးမယ်ဟုအောက်ကိုမယ်နော်ဦးလေးဒီတစ်ခါမြဒီထပ်၍အခေါင်းကိုပုတ်လာ3ချက်တောင်ချထုတ်လိုက်ပြန်တော့တယ်ကံကောင်းဒီလားဦးရှိုးကြီးကပဲကူညီတာတော့မပြောတတ်ဘူးမြနဲ့ကြော်ဆိုအယော်ထပ်ရပြန်တယ်ဗျာဤတို့ဖြစ်မြဒီအနိုင်9000ကြော်ရတာလေးတော့တယ်ဖဲဝမ်းကပို့၍လှုပ်ရှားဖြစ်လာတယ်ကစားသမားတွေကငွေပိုထုတ်လာကြတယ်တိုင်းလဲဖောင်းလိုက်ပိန်လိုက်ဖြစ်နေတယ်ပေါ့အယော်ဆက်ရနေတာကတော့မြနဲ့ကြော်ဆိုးတို့မောင်နှမတွေဖြစ်တယ်ဒီလိုနဲ့ရေခဲအခေါင်းကကွန်ကရစ်စာ
ကွန်ဂရက်စာလဲတန်ပုံမှန်အတိုင်းတကြီးကြီးအောင်မြင်နေပါတယ်အခေါင်းနှစ်ဘေးကအိပ်ပျော်နေတော့ကိုကျော်ကြီးဒီဘယ်ဘက်ဆောင်အိမ်နေရာမှာညာဘက်တို့ပြောင်း၍တကူးကူးပြင်ဆက်တော့ခေါ်နေစေဖြစ်တာပေါ့ညဒီနတ်တန်လာလေဖဲဝိုင်းမှာရှုံးမဲနေများကြောင့်လောင်ကြီးများလဲဘလူပြန်လာတယ်ရခင်ကတဲ့လောင်ကြီးများကိုပို့၍စာတိုးထိုးလာကြတာပေါ့ထိုအခိုက်မိဒီအရက်မှာပေါ်လာမိလဲမသိကြောင်တကောင်ဒီဝုန်းခနဲ့အခေါင်းပေါ်တို့ခုံချလာတာပေါ့ဗျာရောင်ရီညုံဝုန်းဆိုပြီးတော့ရေခဲခေါင်းဖုံးဒီပါလာတော့စတီတာပြီးလှုပ်ထားတဲ့ဖြင့်အတန်ကလိုတာထက်ပို၍ကျေလောင်သွားတာပေါ့ကျော်စိုးဘေးနာကထိုင်းနေတော့မြခမြတူနောက်ကျော်ဘက်ကဝုန်းခနဲ့အတန်ကြောင့်ထိတ်လန့်ကမတက်ရက်ထားတိုင်းမတက်ရက်ပင်ထားလိုက်မိတယ်ဖဲဝန်းကလူတွေလည်းကြောင်ဤအလန်တကြားပြုတ်ကြမှုကြောင့်ရေခဲခေါင်းချိရတော့ခေါင်းများငဲ့ကြည့်လိုက်မိတယ်အထိုးအခိုင်လက်ဆင့်ပြီးကလည်းပြတ်သွားတဲ့ဗျာခွေးလေးမြကလည်းမိပြတ်သွားတာပဲရုံချင်းခံဆက်ကိုထဦးကြလေတယ်ဒီလိုနဲ့အားလုံးဒီမောင်းမဲသွားတော့အရှိနေကြောင်းကျွန်တော်တို့ရှိကပတ်ဆက်များကိုအတီးတီလက်ဖြင့်အုပ်ထားလိုက်ကြပေါ့ခွေးဦးတန်းကြီးကမတတိစရာဗျာအားလုံးကြောချကုန်ကြတယ်အားလုံးဤမျက်လုံးတွေမှာရေခဲခေါင်းရှိရတော့ရောက်သွားကြတာပေါ့အမောင်ထဲနဲ့ရေခဲခေါင်းပေါ်ကတောက်ပနေတော့မျက်လုံးတစ်စုံကိုတွေးလိုက်ရတယ်ခုနကအကြောင်းကြီးမျက်လုံးများဖြစ်လိမ့်မည်အားလုံးကမျက်နှာတွေမှာရေခဲခေါင်းပေါ်ကအကြောင်းကြီးစိတ်ဖမ်းမျက်လုံးအစိမ်းကိုတာငေးကြောင်ကြည့်မိတာပေါ့ထိုမျက်လုံးအစုံကြီးရေခဲခေါင်းပေါ်မှာနေအောက်ထိုဆင်းချသွားတာပေါ့ကျမ်းမြင့်တနေရာအရောက်တွင်ပျောက်ကွယ်သွားတော့တယ်ထိုအခိုင်ရေခဲခေါင်းအနီးကအရေးမဲကြီးတစ်ခုတဖြည်းဖြည်းမတက်ရလာတာပေါ့ထိုအရေးမဲကြီးကလက်နှစ်ဖောက်ကိုစတန်းလိုက်ပြီးအားလုံးဒီအတန်မထွက်ရဲထိတ်လန့်ကုန်ကြတယ်အမောင်ထဲမှာဝိုးတော်ဝါမြင်တွေ့နေရတော့ထိုအရေးမဲကြီးကိုတူတူကြောက်လန့်နေကြတယ်ဘာကြီးမှလည်းမသိဖဲဝိုင်းတဲကကြောက်တတ်တော့ကိုနိုင်ကကြော်စိုးလက်ကိုဆွဲကင်လိုက်ရင်ဟေးမဲမဲကြီးဘာလဲဟာမဲမဲကြီးဘာလဲဟာမဲမဲကြီးကဘာကြီးလဲဟာမဲမဲကြီးကလူတို့ဖဲဝိုင်းဘက်ကိုလက်ကြည့်ဟန်တူတယ်တို့မဟုတ်ကိုနိုင်ရဲ့အတန်ကြာ၍အတန်ကြာလို့ပဲထင်တယ်လူတို့ရှိရတော့တရွေ့လှမ်းလာတာပေါ့ဗျာအားလုံးကဆက်ပဲထိုင်နေရမလို့ထပြီးပြေးရမလို့နဲ့တလလတခြားဖြစ်သွားကုန်ကြတယ်ရွေ့လာတော့ရိမ်မဲကြီးကိုကြည့်ရင်အားလုံးမင်းတက်ငေးမောနေကြစဉ်လျှက်မိကြောင်များပြန်လင်းလာ၍ရိမ်မဲကြီးဒီပျောက်မသွားပါ၎င်းရိမ်မဲကြီးအိပ်ပျော်နေရမှာတေးနှုတ်ထလာတော့ဥကျော်ကြီးပင်ဖြစ်တယ်ဟာကြော်ကြီးပါကွာဘာများလဲလို့ကွာကိုကြော်ကြီးကိုဟုတ်ကွာကြော်ကြီးကငါလန့်ရတာကွာရိမ်မဲကြီးဒီအမှုတမကိုကြော်ကြီးမတိလိုက်ကြကတယောက်တစ်ပေါက်ဆဲဆိုရွရွတ်လိုက်ကြတယ်ကြော်ကြီးကတူတို့ကိုအေးမလို့ရင်တူပိုက်တူပို့ပြီးမအိမ်မလဲပြုံးပြီးလုံးနေတာပေါ့ဥကျော်ကြီးကအိမ်ထဲသို့ဝင်သွား၍မကြားခဏအကြာအိုးတန်ပကံတများကြားလိုက်ရတယ်တရင်တို့ဗိုက်စာလာတော့ရတမကိုကျော်ကြီးဒီထမင်းကူးစားနေခြင်းဖြစ်လိမ့်မယ်ဥကျော်ကြီးကသူ့အိမ်ရသူအိမ်သူရလို့ပင်ဖြစ်နေရပေါ့ဖဲဝန်းကလည်းဒီလိုနဲ့ဖဲဝန်းကပြန်ဆတာပေါ့ကျော်စိုးအနီးဝင်မြမရှိတော့ရှိကျော်စိုးကပျောက်သွားတော့အမမြအားဖဲဝန်းအနီးတစ်ဝိုက်ရှာကြည့်လိုက်သေးတယ်မြဒီဘယ်ပြောက်သွားမှမသိမြကအနိုင်ပိုင်း၍အိမ်မော်တို့တတော်ချင်းဖြစ်လိမ့်မယ်လို့ထင်နေကြတယ်မြမရှိတော့လေကကျော်စိုးလည်းဖဲပြန်တည်နေတာပေါ့အလဲတိုင်းအစားခံနေရပြန်တယ်ခုနကနိုင်ထားတော့ပတ်စံအထက်လိုက်မှာခပ်ပါလာကြမ်းมาတော့တယ်ကျော်စိုးအနာတို့ထမင်းစားပြီးအိမ်ထဲမှာထွက်လာတော့အမှုတမကိုကျော်ကြီးရောက်လာတယ်ကျော်စိုးကနောက်မှာဖဲလာကြည့်ခြင်းကျော်စိုး၏နောက်မှာဖဲလာကြည့်ခြင်းဖြစ်တာပေါ့ကျော်စိုးကတူဝနာလာထိုင်တော့ကိုကျော်ကြီးကိုလှည့်ကြည့်လိုက်ပြုံးပြလိုက်တယ်ရေချိုးပြင်းတော့ကိုကျော်ကြီးကကိုနန်းကထောင်းကနေနာလာပေါ့ဗျာမတေခင်ကလေးကပုံနေတော့ဦးကျော်ကြီးကနှာခေါင်းချုံမိလိုက်တယ်ဦးကျော်ကြီးကျွန်တော်ဖဲနိုင်ဦးကျော်ကြီးကိုရဖို့ပေးမယ်နော်နောက်ကနေဘာပဲညာပဲဆိုပြီးတော့မော်နေဦးဗျတိုင်ကြတော့လို့ကျွန်တော်ဖဲကိုလာဖမ်းနေအောင်မယ်ဒီလိုနဲ့ဦးကျော်ကြီးကဘာမှမပြောဘဲခေါင်းကိုလာညှိပြလိုက်ပါတော့တယ်ဒီလိုနဲ့ဒိုင်းကဖဲဝယ်လေးပြီလေကျော်စိုးဒီလက်ကိုတိတ်မထင်ရထိုးကြီးကိုရှော့ပြီးတော့ထိုးလိုက်တာပေါ့အရှုံးကစတိုက်ဆိုလို့ဖြစ်နေတော့ရွှေသားတဲ့တဘောပဲဖြစ်မှာပေါ့အိမ်တွင်မတ်ပဲဦးကျော်ကြီးကကျော်စိုးအရှိကငွေကိုယူ၍လောင်ကြီးကိုထပ်ထိုးလိုက်တယ်ဖဲကဝေပြီးသွားပြီလေဦးကျော်ကြီးထပ်ထိုးတာငွေကိုနှုတ်ယူမရတော့ချေ
ဤကဖဲဝိုင်းထုံးစံမျိုးဖြစ်တာပေါ့ကျော်စိုးကဥချိုကြီးကိုရှုံဟန်အောင်လားလို့မကြည့်တဲ့အကြည့်ဖြင့်ကြည့်လိုက်မိတာပေါ့ဥချိုကြီးကပြုံးလည်းမပြုံးအတီပေါက်ပင်ဝေထားတော့ဖဲကိုကြည့်ရန်တာမေးဆက်ပြတ်လိုက်တာပေါ့ကျော်စိုးဟာဒီလိုနဲ့ဖဲကိုယူ၍စိတ်မပါစွာနဲ့ကြည့်လိုက်တာပေါ့အပိတ်စပိတ်1 2စပိတ်30ဖဲကပွက်နေတယ်ကျော်စိုးဖဲချက်များကိုတိုင်ပတ်သို့လှမ်းပြလိုက်တယ်တိုင်းကမျက်လုံးပြူးသွားတယ်ကျော်စိုးထူထားတော့လောင်ကြီးကများနေတယ်မဟုတ်လားထို့အလှဲ့ကျော်စိုးအနိုင်ရကထိုင်ထမ်းမှရော်ကြီးရလိုက်တာပေါ့ကျော်စိုးတူဤနောက်ကထိုင်နေတော့ဥကြိုကြီးကိုအားနာနဲ့ပြုံးပြလိုက်တာပေါ့ပြီးတော့လက်မပါထောင်ပြလိုက်သေးတယ်ဗျာငါတကယ်ချင်းချိုးကြီးကိုတဲ့တိုင်တယ်လာခဲ့တယ်ဖဲနိုင်ရင်တော့ငါနဲ့ချိုးကြီးအတွက်ဂရန်းရှိဘတလုံးဝယ်တိုက်တော့ရောက်ကောင်းလေးကျော်စိုးကပြုံးကြီးကောင်းကိုညှိပြလိုက်တာပေါ့နောက်တစ်လက်တွင်ဥချိုကြီးကထိုးကြီးကိုနှစ်ဆတင်လောင်းစေတာပေါ့ထိုအလှက်တွင်ကျော်ကြီးပဲအနိုင်ရပြန်တယ်ဤတို့ဖြင့်ကျော်စိုးဖဲခံကောင်းလာပြန်တယ်အလဲတိုင်းဒီပါအယော်ရနေတယ်ခုနကများလာရဲ့အနိုင်ရတယ်အခုအခါဥကျော်ကြီးလာထိုင်၍အနိုင်ရနေပြန်တယ်သူတို့နှစ်ယောက်လုံးကတေတူဥချိုကြီးရဲ့အချက်ဆုံးတွေမဟုတ်လားဒီလိုနဲ့များမီးပြတ်တော့ကတ်တီတီနဲ့အပေါ်ထပ်တို့တက်လာခဲ့တယ်လက်ထက်တွင်ငွေ9000ကျော်အနိုင်ပိတ်လာခဲ့တာပေါ့စကစားနေနိုင်ပြီဆိုတာမတေချာနိုင်တော့လစ်ထွက်လာခဲ့ခြင်းဖြစ်တယ်နိုင်လေလန်ထိတ်ကအလင်းဖွင့်တော့စတိုးဆိုင်ကနေဂရန်းရှိပဲဝယ်ပေးမိဟုဥချိုကြီးကပေးခဲ့တော့ဂတိကိုပင်မေ့သွားခဲ့တာပေါ့အပေါ်ထက်အခန်းထဲကိုဝင်လာတော့အဲ့ရပေါ်တွင်အတူအိတ်တော်ညီမနေလာခံကိုမတွေ့ရအပေါ်မှာသွားတာဖြစ်လိမ့်မယ်လို့ထင်မိရဲ့မြပိုက်ဆံတွေကိုအတေချာရေးတွက်ရေးပြန်စီလိုက်တယ်အရင်ရောအမြရောဒူမာကြီးပိုက်ဆံဒီ3,200,000ကျော်ရှိတယ်ပိုက်ဆံများကိုစနစ်တကျစီ၍ပိုက်ဆံအိတ်ထက်ကစပွဲပေါ်တင်ထားလိုက်တယ်ပြီးတော့မြဒီအဲ့ရပေါ်တော့ပလက်လန်၍အိတ်လိုက်တာပေါ့မျက်နှာပေါ်တို့မီးရောင်ကစုခနဲ့ကျလာပြန်တယ်ခါတိုင်းဆိုမြတို့ညီမဒီမီးပေး၍အိတ်စမြဲဖြစ်တယ်ထို့တော့ရသေးညနဲ့ညီမအငယ်မနီလာခံကကြောက်တယ်ဟုဆိုကြောင့်မိကိုဖွင့်ပြီးအိတ်ထားခြင်းဖြစ်တယ်မြတစ်ဖက်တို့ဆောင်း၍အိတ်လိုက်တယ်မီဆူဒီတန်တက်တာပါတာပေါ့ဒီလိုနဲ့ည7 နာရီခန့်ရှိပြီဖြစ်ပေမဲ့ဒီအချိန်ခါတိုင်းဆိုညီမ2ယောက်စလုံးတိုးနေအောင်အိတ်နေကြပြီမြကမျက်တောင်များလေးတန်လာပြီးခက်စင်းဖြစ်လာတယ်ဒီလိုနဲ့ဖက်ဆိုပြီးတော့မြမိခင်နဲ့အိတ်ပြော်သွားမလို့ဖြစ်နေတော့အခန်းတကာပွင့်တန်းတဲ့အတူရှေ့တန်းတစ်ဖက်ကိုကြားလိုက်ရတယ်တကြီးနဲ့တကားပြန်ပိတ်တန်းကြားလိုက်ရပြန်တယ်အခန်းမိကအလိုနေငိမ့်သွားတာပေါ့ကြောက်ဆိုတဲ့မိခလုတ်ပိတ်တန်းဖြစ်မိဟုအခန်းဒီမောင်းမဲသွားတယ်ပြတင်းပုတ်ကဝင်လာတော့လမ်းမိတာကြီးအလင်းဖြော့တာအခန်းထဲမှာလည်းရှိတော့တာပေါ့ကောင်းပါလေသူလည်းမီးဖွက်ထားတာတော့အတော်နဲ့အိတ်မရတာနေမယ်ဟုမြကတွေးလိုက်ရင်အိတ်ပြောင်ဆက်အိတ်နေလိုက်တယ်နီလာခိုင်အခန်းမိကိုပိတ်လိုက်ခြင်းဖြစ်မိဟုသူ့စိတ်ထဲမှာထင်နေတာပေါ့တူမကြီးကြောဘက်မှာနီလာခိုင်ဝင်ရေးလဲလျောင်းဟန်တူတယ်ကတင်ကတိတ်ခနဲ့ကိုတုံသွားတာပေါ့အမောင်တဲတွင်လက်တစ်ဖက်ကမြကြီးကြောမကိုလာထိတာပေါ့မြအိတ်ရှင်နေတာတော့တုံကနေဖြစ်သွားသည်ဘာကြောင့်လဲဆိုတော့မြကြီးကြောမကိုလာထိတော့လက်တီအိတ်ဆက်နေတာပေါ့ကောင်မလေးလက်ကိုအကြာကြီးဆေးနေပုံရတယ်သူ့လက်ကအိတ်ဆက်နေတာပဲဟုမြကတွေးလိုက်ပြန်တယ်ဒီလိုနဲ့ဆောင်းတွင်လည်းဖြစ်တယ်လို့အိနာတက်အပြီးရေကြာကြီးထိရလာတဲ့လက်ကအိတ်ဆက်နေတယ်လက်ကိုကြောမနဲ့မထိအောင်ဖယ်ရှားလိုက်ပြီးမြလေးဆက်အိတ်ပြန်လိုက်တယ်တခဏအကြာမြကြီးနှာခေါင်းထဲတော့အလွန်ဆိုးရွားသောအပုပ်နံကြီးဝင်လာပြန်တယ်အနန်းဒီဆိုးရွားနန်းဟောင်းနေတာပေါ့အော်ကလေးစမ်းလာတယ်ဆောင်းကိုခေါင်းပေါ်တို့ယူရှုံပြစ်လိုက်တယ်တကူလုံးဆောင်းခေါင်းမှုရှုံထားလိုက်ခြင်းဖြစ်တာပေါ့ထို့တော့အနန်းစိုးကြီးကလည်းပျောက်ကွယ်မသွားပြီအတန်ထွက်ရပြောမိလိုက်တယ်ဟဲ့နီလာနင်းအချင်းပုတ်လိုက်တာနင်းလေတဲ့အနန်းကြီးကပုတ်ဟောင်းနေတာပဲခေါင်းတော်မူးသွားတယ်တော်အိမ်နာပြန်တတ်ရှိမြကဒါပြောနေတာနီလာခန်းကတုံးမြမယ်မလှုပ်ရှိပြန်ပြောရကောင်းမှလည်းမတူဆိုပြီးမြကစိတ်တော်စွာနီလာခိုင်းမလှက်ပြီးဆောင်းကိုဖွင့်ကြည့်လိုက်လေတယ်နီလာခိုင်းဒီသူမလိုပင်ဆောင်းကိုခေါင်းမှုရှုံပြီးအိတ်နေတယ်မျက်နှာကိုမမြင်ရဒီတခါတော့လေးလဲရင်ငါနဲ့ကိုကရင်ဘဝကန်ရှာမှတော့အငယ်မအနန်းကမပြောက်သေးပုတ်အနန်းကြီးကဆိုးရွားလာတာပေါ့သူ
တူမပြောနေတာကိုအငယ်မနီလာခိုင်ကအရေးမလောက်တဲ့အခါမြမြကစိတ်တူသွားတယ်အနန်းကလည်းပိုပို၍ဆိုးလာဒီနေမြမြတီးမခံနိုင်တော့ဘူးလေနီလာခိုင်ထက်၍လေးလက်တီးဟုအောင်မေကစိတ်တူစားဖြင့်စောင်းချုံကြီးတွေကနီလာခိုင်ကိုကတင်ဘော်ကနေကန်ရှာလိုက်ပါတော့ဒီဒီလိုနဲ့ကတင်ဘော်ကနေအောက်ကိုဘုံကနေပြုတ်ကျသွားတာပေါ့မြမြဒီလူကိုကန်တယ်လို့မခံစားရပဲဆောင်းပုံကြီးကိုကန်မိလိုက်လို့ခံစားလိုက်ရတယ်လူကိုမကန်မိပဲဆောင်းပုံကြီးကိုကန်မိတယ်လားဟုဇဝေဇဝါဖြစ်သွားတာပေါ့အလန်တကြမမြမြထထိုင်လိုက်ရင်ကတင်အောက်ကျသွားတော့ဆောင်းပုံကြီးကိုကြီးမိလိုက်သည်မြမြကြီးလိုက်မှပဲကျမ်းမြေပေါ်မှာကျသွားတော့ဆောင်းပုံကြီးဒီတဖြည်းဖြည်းကြွတက်လာပြီးဆောင်းပုံကြီးဒီခုနားကလိုခေါင်းမှုရှုံတော်လူတယောက်နဲ့မြမြဒီဆောင်းချုံကြီးကတူမဘက်တို့ဆူဆိုင်နေတယ်လို့ခံစားနေရတာပေါ့ရုတ်တရက်ဆိုလို့ဆောင်းချုံကြီးဒီမြမြဘက်တို့တိုးကတ်စွာအကွက်တိုရှာတော့အတန်ဖြင့်နေကတိမတီဘူးငါ့ကိုအရက်မွယ်ဝယ်ပေးမယ်ဆိုအရက်ဝယ်ပေးပါမြမြကြောင်အန်းဖြစ်နေတယ်အိမ်မက်လိုတကယ်လိုနဲ့ဝေဒီဝေဝါဖြစ်နေတာပေါ့ဆောင်းပုံကြီးလဲထိုးတတိပေးပြီးမြမြကိုမလို့ပဲအခန်းဝါတို့လူတယောက်လမ်းလျှောက်သွားတကယ်တို့ရွေလျားသွားတာပေါ့ဒီလိုနဲ့ဆောင်းချုံကြီးဒီအခန်းတကားဝါကိုဖွင့်လိုက်ဟန်နဲ့တူပါတယ်တကားဒီတကြွကြီးနဲ့ပွင့်သွားတယ်ထိုအခါမှဆောင်းချုံကြီးဒီဝုန်းခနဲ့ကျမ်းမြေပေါ်တို့ဒီအတိုင်းသားပုံကြသွားပြီးအခန်းတကားလဲပြန်ပိတ်သွားလေတယ်ဒီလိုနဲ့မြမြအော်ပါလေရောအမလေးကဲကြအောင်တရက်အမေကဲအောင်မအောင်ဆိုပြီးမြမြငယ်တန်းပါအောင်အော်လိုက်ပါလေဒီလိုနဲ့မြမြတရက်လျှောက်ခံရတာပေါ့တိုင်လုံးတော့အိမ်မရတော့ဖြစ်သွားတယ်ဗျာမြမြအားဖះเจ้าဆောင်မှရေတော်ဖြင့်မျက်နှာကိုပဖြန်းလိုက်ကြတယ်တိန်တာတော်ပြည့်ရီတို့ကိုလည်းတိုက်ကြတာပေါ့မြမြကတော့ငုံနေစေပဲဖြစ်တယ်အငယ်မနီလာခိုင်ကကြောက်တတ်တယ်လေတရေနူးလာတော့တူ့အမောက်ကိုမတွေ့ရတော့ကြောက်ပြီးအမေတို့အိတ်ရလဲလာအိတ်တယ်လေမကြောက်တတ်တဲ့အကြီးမောက်ကိုမှချောက်ရတယ်လို့ဟဲ့နေပါဦးနဲ့ညီးကညာအုပ်ဝဲမှာဘယ်ထသွားတာတော့မြမြကငိုချရင်တမိကအဲ့တုံကအောက်ထက်ကဖဲဝိုင်းမှာကျော်စောအနောက်ကနေပိုက်ဆံလိုက်နေတာမိပြတ်တော့အိမ်မော်ပြန်တက်ပြီးပြန်တက်လာတာတဲ့ဤတွင်အရဓမ္မကျော်ကြီးကဝင်ပြောလိုက်တယ်အမသမီးတရက်လျှောက်ခံရတာပေါ့တဲ့ဂတိမှမတီးပဲလေတဲ့ရှိုးကြီးအခေါင်းကိုပိုက်ဆံနဲ့ပုတ်ပြီးတဲ့သူ့ကိုဖမ်းနိုင်အောင်လုပ်ပေးပါဖမ်းနိုင်ရင်ဂရန်ရှိပတ်တစ်လုံးဝယ်တိုက်ပါမဲလို့ဂတိသွားပေးတာလေဖဲနိုင်တော့ဘယ်ပြောက်တမှန်တော့မတိလိုက်ဘူးအဲ့ဒါရှိုးကြီးလာလျှောက်တာနေမှာပေါ့အမရဲ့ထိုအခါမှာမြမြဒီတူမကြီးဂတိကိုတတိရသွားပြီးဒါကြောင့်ကိုတရက်ကသူ့ကိုအရက်ဝယ်တိုက်ပါလို့တပည့်ကိုတွက်ပြောရတဲ့အမေကကြော်ကြီးဘက်ကိုမျက်စောင်းထိုးလိုက်ရင်ဟဲ့တရက်ကအရက်တိုက်ပါလို့မပြောမှမထင်ပါဘူးတမီးရဲ့ညီအိမ်မက်မတာနေမှာပါမြမြကခေါင်းတစ်ခါဖြင့်မဟုတ်ဘူးမေမဟုတ်ဘူးတမီးတေချာကိုကြားလိုက်ရတာတမီးဦးလေးချိုကြီးကိုဖဲနိုင်ရင်အရက်တိုက်မယ်လို့ဂတိလည်းပေးထားတယ်ဟုတ်တယ်မြမြကသူ့ကိုပိုက်ဆံအိတ်ထဲကပိုက်ဆံကိုထုတ်ယူ၍ရော့ဦးကျော်ကြီးလမ်းထိပ်ကစတိုးဆိုင်ကနေဦးလေးချိုကြီးအတွက်ဂရန်ရှိဘတ်လုံးတောက်ဝက်ပြီးဦးနော်မြမြဒီဦးကျော်ကြီးကအရက်ဖိုးထုတ်ပေးပြီးနောက်ရေခဲအကောင့်ရှိရတော့တွား၍တမီးခုနာကမေ့သွားလို့ဘွေမယူနဲ့တော့လို့တောင်းပန်နေတယ်အရက်ဓမ္မကျော်ကြီးကတော့မြမြပေးတော့ပိုက်ဆံကိုကြစ်ပါအောင်စုပ်ကင်သွားရင်လမ်းထိပ်ဘက်ကိုအရက်ဝတ်ထွက်သွားလေတယ်အကယ်၍အရက်ဝတ်ထွက်သွားတော့ဦးကျော်ကြီးရဲ့ကျင်းနေတော့အပြုံးကိုတမလွန်ကသူ့တငယ်ချင်းရှိုးကြီးတွေ့နိုင်မယ်ဆိုရင်ဖြင့်အောက်ပါအတိုင်းအထင်မြင်လေကြကျော်ကြီးကတော့ဦးလေးချိုကြီးအတွက်ဝယ်ဖို့အရက်ကိုမတိုက်ဖဲနဲ့သူကိုယ်တိုင်ပဲလမ်းမိုင်တောက်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့တမလွန်ကသူ့တငယ်ချင်းကတော့အောက်ပါအတိုင်းပြောမထင်ပါလေရဲ့တလက်တနေမှာကျော်ကြီးကငါတို့ကြောင့်မင်းမရှန်ထားဘူးဆိုပြီးတော့တွေးနေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်